ယုံကြည်ခြင်းဆိုတာလူစီကနေပဲလာလူတွေရဲ့ပါဇက်ကနေထွက်လာတဲ့ revelation ကနေပဲယုံကြည်ခြင်းကလာတာဘယ်လိုလဲအဲ့ဒီဖျားလူတွေခေါင်းဆောင်တွေဖျားကိုခန့်ထားတဲ့လူတွေကနေပဲယုံကြည်ခြင်းကိုတည်ဆောက်လို့ရတယ်ဒီမှာနေသင်ချမ်းသာဖတ်ပြီးယုံကြည်ခြင်းကိုတည်ဆောက်လို့မရဘူးတကယ်ယုံကြည်ခြင်းအစစ်အမှန်ကပြောတဲ့သူစီကနေပဲတည်ဆောက်လို့ရတယ်ကြောင့်ခမည်းပါနေခမည်းချမ်းသာဖတ်ပြီး prophet ပြုချက်မရဘူး prophecy ဆိုတာကတယောက်ယောက်ပါဇက်ကနေထွက်လာမှရတာ prophecy อ่ะ hallelujah ဒီချမ်းသာကိုဖတ်ပြီးတော့မှသင် revelation ရတယ်အဲ့ဒီဖွင့်ပြချက်ကကြတော့သင်ရဲ့အသက်ရှင်ခြင်းရဲ့ဘာနဲ့တူလဲဆိုတော့ယုံကြည်ခြင်းမဟုတ်အဲ့ဒီသင်ရဲ့အသက်ရှင်ရဲ့ information ကိုရတာအချက်လက်ကိုရတယ်ဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲဘယ်လိုသွားရမလဲဘယ်လိုလာရမလဲအဲ့ဒါကိုရတာ fake ဆိုတဲ့အရာကသူဟာကြတော့ power ဖြစ်တယ်အားဖြစ်တယ်အခုချက်ချင်းကိုဆုံးဖြတ်ချက်တွေချတာတို့အိုးတကက်ကိုအလန့်အယံဝေးသေးတဲ့အရာကိုရယူဖို့ဆုံးဖြတ်ဖို့သိမ့်ပိုက်ဖို့တွေဝန်ခံဖို့တွေဖြစ်လာတာတို့အဲ့ဒီယုံကြည်ခြင်းဒါအဲ့ဒီယုံကြည်ခြင်းကဘယ်ကနေလာတာလဲဆိုရင်ခေါင်းဆောင်စီကလာလဲပြောတဲ့သူစီကလာတာအဲ့ဒီပြောတဲ့သူကလည်းဘယ်လိုမျိုးလူဖြစ်ဖို့လို့လဲဆိုစေလွတ်ခံရတဲ့သူဖြစ်ဖို့လို့လဲတနည်းအားဖြင့်ပြောမယ်ဆိုရင်တင်းနဲ့ကျွန်တော်အတွက်ကိုယ့်ရဲ့ personality တင်းအတွက်ဖျားသခင်ခံထားတဲ့သူဖျားသခင်ချိန်ချက်ပေးတဲ့လူဖျားကိုလိုချင်လူကိုလက်ခံဖို့လို့ဖျားဝိညာဉ်ဖြစ်တဲ့လူထဲမှာရှိတယ်ဘယ်လိုလူထဲမှာရှိလဲယေရှုခရစ်တော်ကိုလက်ခံယုံကြည်ထားတဲ့အဲ့ဒီကိုယ်ခန္ဓာထဲမှာဘုရားရှိတာဟာလေလုယာအာမင်ကျွန်တော်ကိုယ်ခန္ဓာဘုရားကချိန်ဝဲတဲ့ဗိမာန်ဖြစ်တယ်ဖျားနဲ့တွေ့ခြင်းလူနဲ့တွေ့ဖို့လိုတယ်ဖျားအတန်ကြားခြင်းလူနဲ့တွေ့ဖို့လိုတယ်ဖျားအလုံးလုံးတာကိုလက်ခံခြင်းနဲ့ဆိုရင်လူတွေပြောတာကိုယုံဖို့လိုတယ်ဒါပေမဲ့တာမန်လူတော့မဟုတ်ဖျားစီလွတ်တဲ့သူဖျားခန့်တဲ့လူတွေပြောတာကိုယုံဖို့လိုတယ်လက်ခံဖို့လိုတယ်တဘောတူဖို့လိုတယ်နေရာပေးဖို့လိုတယ်ဟာလေလုယာ